ဒီမှာမလို့ချင်းတဲ့အလေးချင်းတွေကိုစီပြီးတော့မှလုပ်နေမိတဲ့အခါမျိုးပြီးတော့အလေးချင်းအသစ်တွေဒီဆောက်ခြင်းတဲ့အခါမျိုးပြီးတော့ရှိပြီးသားအလေးချင်းတွေကိုဒီမြဲခြင်းတဲ့အခါမျိုးကြုံဘူးပါသလားအဲဆိုရင်တော့ဒီဗီဒီယိုကအသင်တွေ့ဖြစ်ပါတယ်အလေးချင်းခေါင်းလေးကိုဒါကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဒီဆောက်ထားနိုင်မယ်ဆိုရင်ကျွန်တော်တို့လုပ်ချင်တာကိုရယူဖို့အတွက်ကျွန်တော်မှမခဲရင်ပါဘူး research တွေအရတော့ကျွန်တော်အလေးချင်းတစ်ခုကိုဒီမြဲဖို့ဆိုရင်66ရက်အထိလိုရလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့အဲ့66ရက်လုံးကျွန်တော်တို့ပြီးမှကိုပဲဘယ်လိုလုပ်မလဲ motivation ကိုဘယ်ရရှာမလဲအဲ့ဒီကျွန်တော်မှာအဖြစ်ရှိပါတယ်ကျွန်တော်ဒီလိုစာအုပ်အသေးလေးကိုသုံးပါတယ်ပူကြီးတာလေးသုံးရင်တော့ပိုကောင်းနေပေါ့နော်ကျွန်တော်မှာတော့ဒါပဲရှိလို့ဒါပဲသုံးပါတယ်ဒါတော့ November 2025 November လရဲ့November လဖြစ်ပါတယ်ဒါကတော့ memorable moment ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့မှာအမှတ်ရစရာတွေကျွန်တော်တိုင်ပတ်တာတွေရှိမယ်အခုပေါ့အမှတ်ရစရာကျွန်တော်ရေးချင်တာရေးတယ်ဒါကတော့ habit tracker ဖြစ်ပါတယ်အဓိကပါဒီ fit မှာတော့ကျွန်တော်ဖြစ်ချင်တဲ့အလေးချင်းတွေကိုရေးပါတယ်ဒီအပေါ် fit ကတော့နေ့တဖြစ်ပါတယ်ဒီအပေါ် fit ကနေ့တဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာလုပ်ထားရဆိုရင်ကျွန်တော်ဒီလိုလေးချစ်ပါတယ်ကျွန်တော်သိအားမရဘူးဆိုရင်ဒီလိုချောင်းပဲချစ်ပါတယ်ဒါတော့ကိုမှတ်တန်းနေကိုပဲဖြစ်ပါတယ်ဒါတော့sleep ကြည့်တာပါဒါတော့ဘယ်ချိန်8လဲပေါ့နော်ကျွန်တော်ဒီနေ့ကိုဘယ်ချိန်တော့8လဲလုံးဝတိကျကြီးမဟုတ်ရင်တော့ကျွန်တော်ခံမှန်းချေလုပ်လို့ရပါတယ်ကျွန်တော်ညအီအောင်နေချိန်ကိုနိုင်ကြီးရမှာဝင်နေပြီးတော့ထားတဲ့အချိန်နိုင်ကြီးတယ်ဆိုရင်တော့ကျွန်တော်အနည်းဆုံးခံမှန်းချေရပါတယ်ဟုတ် sleep hour ပေါ့နော်ဒါတော့ကျွန်တော်တစ်ခါရေးရလေးခြားရေးတာဖြစ်ပါတယ်ဂျာနေစာအုပ်ကြီးကိုမလန်မင်းနဲ့ဒီထဲမှာရေးလိုက်တာမျိုးဖြစ်ပါတယ်ဒါတော့လာမယ့်ဒီဇင်ဘာလအတွက်ကျွန်တော်ဆွဲထားတာဖြစ်ပါတယ်ဒီလအတွက်ကိုကတော့no form no pronunciation နဲ့ no form ဖြစ်ပါတယ် pronunciation ကတော့ to is လေ့ကျင့်ဖို့ဖြစ်ပါတယ်ဒါကတော့ဒီလအတွက်အဓိကလေ့ကျင့်နေရ fight in glad pronunciation ရှိမယ် English လေ့လာတာရှိမယ် Chinese journaling ရေးရရှိမယ်no form meditation လောက်တာရှိမယ်ဒါ9နိုင်မခွဲခင်အိတ်တာရှိမယ်ပေါ့နော် okay ဒါတော့ sleep ကြည့်တာပါဒါတော့လာမယ့်လာမယ့်ဒီဇင်ဘာလအတွက်ဆွဲထားတာဖြစ်ပါတယ်ဒီလိုလုပ်လို့ချင်းအားဖြင့်ကျွန်တော်ရဲ့တိုးတက်မှုကိုလည်းကျွန်တော်မြင်နေရတယ်ကျွန်တော်တို့အလေးချင်းစိုးရီလုပ်မိတဲ့အခါအလေးချင်းနေပြီးတဲ့အခါမှာလေကျွန်တော်ဘာကြောင့်ဖြစ်တယ်ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြန်လေသုံးသပ်လို့ရတာပါလေဒီလိုလုပ်ချင်းအပြင်ကျွန်တော်အလေးချင်းတက်တည်ဆိုရင်လေကျွန်တော်စစ်ပြီးတော့မှလုပ်နေနိုင်ဖို့နော် motivation ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီလိုမှတ်လိုက်တဲ့မှတ်သားလေးတွေကကျွန်တော်ရဲ့တိုးတက်မှုကို visual process ပေါ့နော်အဲ့ဒါကိုမြင်နေရတယ်ဆိုတော့အခါကျွန်တော်ဒီအားလိုနဲ့ချိုးပြချင်ဘူးကျွန်တော်မှာ motivation ရှိတယ်ကျွန်တော်ဘက်မှာလူချင်းတဲ့လေ့ကျင့်တွေကိုရဖို့အတွက်ကျွန်တော်အဲ့လိုhabit tracker နဲ့ကျွန်တော်မှတ်တမ်းတင်လို့ရပါတယ်တင်းကရောဘယ်လိုမျိုးလေ့ကျင့်တွေကိုတည်ဆောက်နေပါသလဲဒီဗီဒီယိုကအသင်တွေ့အကျိုးရှိရဆိုရင် comment မှာ yes လို့ဝင်ရောက်မှတ်ချက်ပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါသည်